ဒီလိုမျိုး body camera အသေးလေးတွေဝယ်ဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုတစ်ချက်ကြည့်ပြီးမှဝယ်ဖို့မဝယ်ဖို့ဆုံးဖြတ်ဖို့ကျွန်တော်အကြံပေးခြင်းနဲ့ကျွန်တော်ဟိုဒီနေ့ကဒီ body camera အသေးလေးတစ်လုံးမှာလိုက်တယ်ဒီကောင်လေးက Wi-Fi နဲ့ရတဲ့ version internet memory မပါဘူး SD ကဆက်ရတယ်ဆိုတော့ကျွန်တော်ရောက်ပြီးတော့ကျွန်တော် camera ဆန်းတော့ဆက်ရောက်ချင်းကညဘက်ရောက်တာဆိုတော့ကျွန်တော်စမ်းကြည့်လိုက်တော့မစိုးလို့ကျွန်တော်ထင်တာပေါ့ဒါပေမဲ့တကယ်တမ်းကျတော့ဒီကောင်လေးကကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်အဲ့တော့ကျွန်တော်အရင်ကောင်းတဲ့အခြေအနေတစ်ချက်ပြောကြည့်လိုက်မယ်ပေါ့နော်တော့ဘာကောင်းလဲဆိုတော့ဒီကောင် Wi-Fi ပါတယ် Wi-Fi ပါတယ်ဆိုတော့သူ့ကြော်ညာတွေကအတိုင်းပဲဒီကောင်လေးက Wi-Fi ပါတယ်ဒီလိုလေး QR code ပေါ်လိုက်မယ်ဒီမှာဆိုရင် QR code ပေါ်လာဒီ QR code ကို scan ဖတ်ပြီးတော့သူကြားထဲကနေ application တစ်ခုနဲ့ခံပြီးတော့သုံးလိုက်မယ်ဆိုရင်ဖုန်းကနေတိုက်ရိုက်သုံးလို့ရတယ်ဒီထဲက memory ရိုက်ပြီးသား video ကိုကျွန်တော်တို့ဖုန်းထဲကိုတိုက်ရိုက်အဲ့ဒီကနေ download ဆွဲလိုက်လို့လည်းရတယ်ပေါ့နော်ဆိုတော့အဲ့ဒါအဆင်ပြေတယ်နောက်တစ်ခုကအဲ့ဒါကြာတယ်ဘာမကောင်းလဲဆိုတော့အဲ့ကောင်ကနည်းနည်း file size ကြီးသွားပြီဆိုရင် down ရတာအဆင်မပြေဘူးကြာတာတခါကြာလို့ရှိရင်လုံး down လို့မရတာအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်သူ့မှာ USB to USB Type C to Type C ကြိုးကြိုးပါတယ်အဲ့ကောင်နဲ့တိုက်ရိုက်ဖုန်းထဲကိုတိုက်ရိုက်ကူးလို့ရတယ်ပေါ့နော်ကူးတာနည်းနည်းလေးတော့ကြာတယ်ဒါကဖုန်းနဲ့ဒီ memory ကနဲ့ပေါ်မူတည်တာပေါ့အဲ့ကောင်နဲ့ကူးလို့ရတယ်ကူးပြီးလို့ရှိရင်သူကဘာဖြစ်တယ်လဲဆိုတော့သူ့မှာရလာတဲ့ file type ကရှေ့က video name တော့နောက်ကခဏလေးကြာမယ်နော်ခုပေါ်တော့ဒီမှာစီလို့ရှိရင်ပေါ်သူ့မှာကြည့်လိုက်လို့ရှိရင်ဒီမှာ video name တော့ဒီမှာဒီနားလေးမှာနည်းနည်းဝါနေနော်ဒါလောက်ဆိုမြင်ရမှာ okay အမ video name တော့ AVI ပေါ့နော်ရှေ့က video တင်တော့က AVI ဆိုပြီးတော့သူကကောက်လို့ထားတဲ့ version နဲ့လာတယ်ဗျာသူကဘာကောင်းလဲဆိုတော့ဒီ camera မှာကဒီအပေါ်လေးမှာသူကဒီသူတို့ဘယ်လိုခေါ်တာလဲ IR black ခေါ်တယ်လားမသိဘူးအဲ့ကောင်လေးပါတယ်ဘာလို့ဒီ camera ရဲ့ဘေးမှာ wine လေးတွေသေးသေးလေးတွေဒီကောင်လေးတွေပါတယ်အဲ့ဒါလေးတွေပါတော့သူကညာဘက်တွေဘာတွေမှာရိုက်လို့ရှိရင်လုံးဝရှင်းတယ်အခုဒီဗီဒီယိုကိုကြည့်လိုက်ခုမှမြင်တဲ့အတိုင်းပဲအဲညဘက်ရိုက်ရင်သူကလုံးဝအဲ့ဗီဒီယိုကညဘက်ရိုက်ထတာညဘက်ရိုက်ရင်လုံးဝအဲ့ကောင်ကတော်တော်လေးကောင်းတယ်ညဘက်ဗီဒီယိုဆိုရင်တော်တော်လေးရှင်းရှင်းလင်းလင်းဖြစ်တယ်အားစားချက်ကခုနက Wi-Fi ရတယ်ကျိုးနဲ့ရိုက်ကူးလည်းအဆင်ပြေတယ်ဒီထိတ်ကဒီလိုလေးသူကဒီကောင်လေးကဒီမှာကင်မရာကြီးလို့ဗျာအဲ့ဒါဒီလိုလေးနဲ့ဒီလိုလေးကိုလှည့်လို့လည်းရတယ်နောက်ကိုလှည့်ခြင်းလည်းရတယ်ကိုလှုပ်ရှင်တယ်လှုပ်လို့ရတယ်ဒီလိုညှထားပြီးတော့ရှေ့ကိုရိုက်လည်းရတယ်ဗျာအဆင်ပြေတယ်အဲ့ဒါလေးတွေကလုံးဝအဆင်ပြေဒါပေမဲ့သူ့မှာအဆင်မပြေတဲ့အချက်ကဗီဒီယိုက frame rate ကျတယ်ဗျာဘယ်လိုပြောရမလဲထစ်တယ်ဟုတ်ဗျာရှင်းရှင်းပြောရရင်တော့ထစ်တယ်အဆင်မပြေဘူးမိုက်ကတိတ်ပြီးတော့မကောင်းဘူးဒါပေမဲ့ဈေးကလည်း400ကျော်ကျွန်တော်စီမှာလိုက်တာအရောက်မှ450လောက်ပဲကျတာဆိုတော့အဲ့လိုလည်းရှိမှာပေါ့လေနော်ဒါပေမဲ့ဗီဒီယိုကရိုက်နေတဲ့အချိန်မှာဗီဒီယိုကထစ်တယ်ဗျာပြီးတော့တိတ်ပြီး stabilization မကောင်းဘူးနည်းနည်းလှုပ်တယ်ပို့ပြီးတော့နည်းနည်းလှုပ်နေတယ်လို့ခံစားရတယ်ခုနပြောတဲ့ဗီဒီယိုကထစ်တာမှတော်တော်လေးစင်မပြေဘူးမတကယ်တော့ပြီးတော့ 4K ထိရတယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့တကယ်တမ်း 4K နဲ့ရိုက်တော့လဲ 4K လို့လည်းမခံစားရဘူးဘာနဲ့ရိုက်ထစ်နေတာ720နဲ့ရိုက်လဲထစ်တယ်1080နဲ့ရိုက်လဲထစ်တယ် 2K 4K ဘာနဲ့ရိုက်အကုန်ထစ်နေတာစင်မပြေဘူးနောက်တစ်ခုကခုနကပြောတဲ့ဒီ video file type ပေါ့နော် AVI ဆိုပြီးတော့လာတယ် AVI နဲ့လာတော့ဆိုဘာဖြစ်ပြဿနာဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်အခုရိုက်နေဗီဒီယိုရိုက်နေတဲ့ဒီကင်မရာမှာဒီကျွန်တော်ဖုန်းမှာကျတော့ဒီ CapCut version က50.5 ဗျာ15.5နဲ့ဆိုတော့ကျွန်တော်ဖုန်းမှာရတဲ့ version က Play Store ကဝင်တောင်းလိုက်လို့ရှိရင်15.5 latest version ပဲပေးတာအဲ့ဒီမြင်တဲ့ version ရှိသေးတယ်ထင်တယ်သူကဒါပေမဲ့ကျွန်တော်ဒီဖုန်းမှာကျတော့15.5 latest version ပေးတာဆိုတော့ပြဿနာအဲ့15.5မှာဒီကောင်ကရလာတဲ့ AVI ကို edit လုပ်လို့မရဘူးဗျာunsupported format ပဲဖြစ်နေတာဆိုတော့ကျွန်တော် Kai Master နဲ့ဝင်တော့လေ Kai Master မှာလည်းမဖတ်ဘူး
ဒီ CapCut မှာလည်းမဖတ်ဘူးအဲ့ဒါနဲ့ကျွန်တော်ဒီတခြားဖုန်းတစ်လုံးပေါ့နော်ဒီဖုန်းတစ်လုံးကနေရှိတဲ့ CapCut ပေါ့ဒါပေမဲ့ဒီမှာထည့်ထားတဲ့ CapCut က Play Store တောင်းတာမဟုတ်ဘူးကျွန်တော်ခက်ထားပြီးသား version မဟုတ် version ပေါ့နော်အဲ့ကောင်ကတချို့ဝယ်မှရတဲ့ function တွေကို free ရတယ် CapCut logo မပေါ့ဘူးအဲ့ဒီကောင်ကကြတော့ဒီမှာကြည့်လို့ရှိရင်15 9ပေါ့နော်15 9 version နဲ့လာတာဒီကောင်မှာတော့ဖတ်တယ်ဆိုတော့ကျွန်တော်သူ့ edit လုပ်ရှင်အောင်မှပဲဒီဖုန်းလေးကိုပြီးမှဒီကောင်လေးကနေဝင်ပြီး edit ပြန်တစ်ခါပြန်လုပ်ရတယ်အဲ့တော့ master level လိုက်မညင်လို့ရှိရင်တစ်ခါလေ Google Photo ဘာညာနဲ့ပြန်ညှိရတယ်ဆိုတော့နောက်တစ်ခုမကောင်းတာကကျွန်တော်ကဒီကင်မရာကိုဝယ်ရဲဆိုတာကအဓိကနေရိုက်ဖို့ဗျာညဘက်ကိုရှင်းတာတိတ်မလိုချင်ဘူးဗျာနေဘက်သွားတာများတဲ့အတွက်နေကိုရိုက်ချင်တာဒီလိုကင်မရာတွေကနေ sorry ကားတွေကနေပြီးတော့မှဒီလိုမျိုးရှေ့ကိုကျွန်တော်ရိုက်ချင်တာဗျာဟုတ်လားဒါမျိုးပေါ့ဗျာဒီလိုရိုက်ချင်တာဟိုရှေ့က view ရိုက်ချင်တာဒါပေမဲ့ပြဿနာဘာဖြစ်လဲဆိုတော့ကားတွေကအမောင်ကိုရှင်းရှင်းမြင်နေရပြီးတော့ရှေ့ကလာတဲ့ဒီအလင်းရောင်ကြတော့ကာလာလုံးဝဘန်းသွားတာအဖြူကြီးဖြစ်သွားပါဗျာတော်တော်ဆိုးဆိုးပဲဘာမှမမြင်ရဘူးဗီဒီယို edit နဲ့ပြန်ချိန်လို့ရမလားဆိုပြီးတော့စူးစမ်းကြည့်တော့လေ edit မှာလည်းချိန်လို့မရဘူးဒီဗီဒီယိုကြည့်လိုက်ပါနော်အဲ့တော့သင်ကြားတဲ့ဒီနေရာမှာလည်းထိုင်ကြည့်တယ်လုံးပြသင်ကြားတာစာပြသင်ကြားတာအစင်းစင်းအတန်သွင်းထားတဲ့သိပ္ပံသင်ကြားတာအခုလိုပြောရင်ဒါလည်းအမှမြင်တဲ့အတိုင်းပဲအဲ့ဒီမှာကာလာကြီးကလုံးဝဘန်းနေတာဘယ်လို့မှညှိလို့မရဘူးညဘက်ကိုတော်တော်ရှင်းရှင်းလင်းလင်းရိုက်လို့ရတယ်နေ့ကိုလုံးဝကာလာဘန်းနေတာရိုက်ချင်တာလည်းအဓိကကားတွေကနေအပြင်ရိုက်ချင်တာဗျဆိုတော့အဲ့ဒီမှာတော့ဘန်းနေတယ်ဆိုတော့ဘယ်လို့မှအဆင်မပြေဘူးအဲ့တော့နေ့ဘက်ကိုကျွန်တော်တို့ကရိုက်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီကောင်းရဲ့ရှေ့မှာကျွန်တော်တို့CBN filter ပေါ့နော်အဲ့ကောင်လေးကျွန်တော်ဝယ်တက်ရမယ်ဒီနေ့မှာအလင်းရောင်ဟိုဘန်းမသွားအောင်ကာပေးတဲ့ဒီရှေ့က filter လုပ်ပြီးတဲ့ဟာလေးအဲ့ကောင်လေးကျွန်တော်တို့ဝယ်တက်ရမယ်ဒါပေမဲ့ဝယ်တက်မယ်ဆိုတော့လည်းပြဿနာကဒီအမျိုးအစားအတွက်ကွက်တီလာတဲ့ filter ကကျွန်တော် TikTok shop မှာရှာတယ်ပြီးမှလည်းရှာတယ်မတွေ့ဘူးသူ့အမျိုးအစားနဲ့ကွက်တီလာတဲ့ဟာမျိုးမရှိဘူးအဲ့တော့အနည်းဆက်ဆုံးတူတဲ့ဟာကအခုပြထားတဲ့ပုံဒီကောင်လေးကအနည်းဆက်ဆုံးတူတယ်သို့တော့ site ကအဲ့ဒီကောင်လေးလည်းမကိုက်ဘူးထင်တယ်ရှမ်းဖန်ပြီးကြိုင်လို့ရမှာပေါ့လေနော်ဒါပေမဲ့ဈေးကလည်းများတယ်ကျွန်တော်တို့အကောင့်အသစ်ဆိုရင်တော့ဒီကောင်200ကျော်နဲ့ရမယ်ဒီကောင်လေးကအကောင့်အဟောင်းနဲ့ဝယ်ရင်400ကျော်ဖြစ်နေတယ်သူ့ကြီးပဲ400ကျော်နှစ်ခုပေါင်းရင်ဒီကောင်လေးဆို800ကျော်ဖြစ်သွားပြီ1000လောက်ကတ်သွားပြီဆိုတော့စင်မပြေဘူးညာဆိုတော့တချို့ကတော့ဒီ body camera တွေကို TikTok shop မှာရောင်းနေကြတယ်စပိန်စီးရင်မိုဆိုင်ကစီးရင်ရိုက်ဖို့ပါညာဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ကတော့လုံးဝအဆင်မပြေဘူးဒီဗီဒီယိုကြည့်ပြီးရင်လည်းမိတ်ဆွေတို့တွေနဲ့ဒါကအဆင်မပြေဘူးပေါ့နော်ကိုယ့်အတွက်ကအဆင်ပြေတယ်ဆိုရင်တော့ဝယ်ပေါ့ကျွန်တော်ခုနပြောခဲ့တဲ့အချက်တွေနဲ့ကြိုက်တယ်ကျွန်တော်ကိုယ်လည်းသုံးရတာအဆင်မပြေဘူးဆိုရင်တော့မဝယ်ဖို့ကျွန်တော်အကြံပေးခြင်းတယ်ဒီအစားကိုနည်းနည်းလေးပတ်သက်ပို့စိုက်ပြီးတော့ပတ်သက်နည်းနည်းစုလိုက်ပြီးတော့ပိုဈေးကြီးတဲ့ဟာလေးဝယ်ပေါ့နော်ဒီဗီဒီယိုကြည့်ပြီးလည်းကျွန်တော်ဒီကောင်လေးကို refund ပြန်ပေးလိုက်တော့မှာကျွန်တော်လည်းအဆင်မပြေဘူးဆိုတော့ဒီကခုနကနေဘက်ကိုမရှင်းတဲ့ဟာက CBN filter ခံပြီးကျွန်တော်ရိုက်လို့အဆင်ပြေသေးတယ်ဗျဝယ်လိုက်လို့ရသေးတယ်အဲ့ဒါပြဿနာမရှိသေးဒါပေမဲ့အဲ့ဒါဝယ်ရိုက်လို့လည်းကင်မရာထစ်တယ်ဗျရိုက်ရင်လည်းနေဖြည်းဖြည်းညဖြည်းဖြည်းကြိုက်တဲ့ချိန်ရိုက်720နဲ့ရိုက်1080p နဲ့ရိုက်ဘာနဲ့ရိုက်သူက frame rate ကျတယ်ထစ်တယ် frame rate ကျတယ်လို့ပြောရမလားအဲ့လိုမျိုးပေါ့ထစ်တယ်ဆိုတော့အဆင်မပြေဘူးလေနော်အဲ့တော့ကျွန်တော်ကတော့မဝယ်ဖို့ပဲအကြံပေးခြင်းနဲ့တခြားအရာတစ်ခုဝယ်ရပါကျေးဇူးတင်ပါတယ်